အာဇာနည်ပုဂ္ဂိုလ်ရဲ့စိတ်ကူးကြံစည်မှုဟာတမန်ပုဂ္ဂိုလ်တွေနဲ့မတူတဲ့စိတ်ကူးကြံစည်မှုမျိုးတွေရှိတယ်ရိုးရိုးပုဂ္ဂိုလ်တွေနဲ့မတူဘူးထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီထူးချွန်ထက်မြက်တဲ့အာဇာနည်လို့ဆိုတဲ့အခါမှာမြန်မာစကားကတော့အာဇာနည်ဆိုတဲ့စကားလုံးကိုသုံးတဲ့အခါမှာအကြောင်းအရာနှစ်ခုနဲ့ပတ်သက်ပြီးတော့သုံးလေးရှိတယ်ဘာသာသာသနာအတွက်လူမျိုးအတွက်ယုံကြည်မှုအတွက်အသက်ဆွန့်သွားတဲ့ပုဂ္ဂိုလ်တွေကိုလည်းအာဇာနည်ဆိုပြီးတော့အာဇာနည်ဗိမာန်လို့ပါတော့ဒီလိုခေါ်တာမျိုးရှိလွတ်မြောက်ရေးကိုတိုက်ပွဲဝင်ကြတဲ့မြန်မာသူရဲကောင်းမြန်မာအာဇာနည်လို့ဒီလိုသုံးတာလည်းရှိတယ်နော်အဲ့ဒီအသုံးကြတော့အင်္ဂလိပ်လိုပြန်တဲ့အခါမှာမာထာလို့ဒီလိုပြန်တယ်မာထာဆိုတဲ့အင်္ဂလိပ်စကားလုံးမူရင်းကယုံကြည်မှုအတွက်အသက်ဆွန့်သွားတဲ့ပုဂ္ဂိုလ်တိုင်းပြည်အတွက်အသက်ဆွန့်သွားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအာဇာနည်လို့ခေါ်တယ်နော်ဒါကအဲ့ဒီအာဇာနည်ဆိုတဲ့ဒီလိုပုဂ္ဂိုလ်မျိုးကြတော့မာထာလို့ဒီလိုပြန်တာအင်္ဂလိပ်လိုဒီကနေ့ခေတ်မှာယဟန်တန်ဃာတွေတဲကထူးထူးချွန်ချွန်စာမဝဲတွေအောင်လို့ထူးချွန်ထက်မြက်တဲ့ယဟန်တာမဏေတွေကိုလည်းသာသနာအာဇာနည်ဆိုပြီးတော့ဂုဏ်ပြုပွဲလုပ်တဲ့အခါသာသနာအာဇာနည်ဆိုတဲ့အသုံးကိုသုံးတယ်အဲ့ဒါလို့သုံးတဲ့အခါမှာဒီအာဇာနည်ဆိုတဲ့စကားလုံးချင်းကတော့တူတူပဲမတူတဲ့အဓိပ္ပာယ်ကခုနကအာဇာနည်မာထာလို့ဆိုတာကြတော့ယုံကြည်ချက်အတွက်ဘာသာသာသနာအတွက်သက်ဆွန့်သွားတဲ့ပုဂ္ဂိုလ်အခုကကြတော့စာပေရေးရာထူးချွန်တဲ့ပုဂ္ဂိုလ်လို့မတူအဲ့တော့မတူတော့အကယ်၍များသာသနာအာဇာနည်ကိုမာထာလို့သွားသုံးလိုက်မယ်ဆိုရင်ဒီစကားလုံးကိုဖတ်တဲ့နိုင်ငံသားတွေကဘယ်လိုထင်သွားတော့ဘာသာရေးအတွက်အသက်ဆွန့်သွားတဲ့ပုဂ္ဂိုလ်လို့ဒီလိုပဲယူဆသူတို့သိတာကအဲ့ဒါလိုပဲသိတာအဲ့တော့အခုလိုစာပေနဲ့ပတ်သက်ပြီးထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေကိုသာသနာအာဇာနည်လို့ဒီလိုခေါ်ပြီးဆိုတဲ့အခါကျတော့အင်္ဂလိပ်လိုပြန်တဲ့အခါမှာ outstanding လို့ပဲပြန်ရတယ်ရှင်းတော့ကလူရည်ချွန်ကိုပြန်လာတဲ့စကားလုံး outstanding ထူးချွန်တယ်သူများတွေတဲ့ပို့ပြီးတော့ထူးချွန်ထင်ပေါ်တဲ့ပုဂ္ဂိုလ် outstanding လို့ဒီလိုပြန်အဲ့ဒါမှားရတဲ့ပေါ့နော်မတူဘူးဆိုတာလေးကိုမှတ်တာဗမာပြည်မှာအာဇာနည်ကပေါ်တယ်လေအဆိုတော်အာဇာနည်ကလည်းရှိသေးတာဟုတ်အဲ့တော့အာဇာနည်ဆိုတိုင်းဒီလိုကြီးတော့သွားမှမှတ်နိုင်တယ်ပေါ့ဆိုတော့အာဇာနည်ကလည်းတခြင်းဆိုတဲ့နေရာမှာထူးချွန်ထက်မြက်တာပေါ့အဲ့တော့ထူးချွန်တဲ့ပုဂ္ဂိုလ်တွေကိုအာဇာနည်ရလို့ခေါ်တဲ့အဓိပ္ပာယ်ကလွန်မင်းစွာအသိဉာဏ်ရှိသူထူးကဲသူဆိုတဲ့အဓိပ္ပာယ်နဲ့ခေါ်တော့ outstanding လို့ဒီလိုပြော outstanding လို့ပြောဘုရားအောင်ဆန်းတို့လိုနိုင်ငံအတွက်အသက်ဆွန့်သွားတဲ့ပုဂ္ဂိုလ်အာဇာနည်ကြတော့မာထာလို့ခေါ်တယ်ဘာသာပြန်တာမတူဘူးเนาะဒီနေရာမှာအာဇာနည်လို့ဒီတုတ်တံမှာသုံးတဲ့အာဇာနည်ကအသိဉာဏ်ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်မျိုးကိုအာဇာနည်လို့ခေါ်တယ်ဘာသာရေးကိစ္စမှာလည်းအသိဉာဏ်ထူးချွန်ထက်မြက်တယ်လူမှုရေးကိစ္စတွေမှာလည်းအသိဉာဏ်ထူးချွန်ထက်မြက်တယ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်တိုင်းရေးပြည်ရေးအမျိုးဘာသာသာသနာကိစ္စဆောင်ရွက်တဲ့အခါမှာထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေဟာတာမန်ပုဂ္ဂိုလ်နဲ့မတူဘဲနဲ့သူတို့ရဲ့အတွေးအခေါ်အကြံအစီတွေကထူးခြားတယ်ဒါကြောင့်မို့လို့ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တာလေအမျိုးကောင်းသားအာဇာနည်ဆိုတာပုရိသစာနိယ
ကြည့်လေမြတ်စွာဘုရားကိုကြည့်တမန်လူတွေကမွေးတဲ့လူသားတဦးဖြစ်တယ်ဒါပေမဲ့လို့ထူးချွန်ထက်မြက်သူမတူအောင်ထူးချွန်ထက်မြက်လို့ဘုရားလိုထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်များကိုပုရိသာဇာနိယယောက်ျားအာဇာနီလို့ဒီလိုခေါ်တာပဲအာဇာနိယဆိုတော့နော်အဲ့ဒါလို့ယောက်ျားအာဇာနီလို့ခေါ်ထားတဲ့ဒီလိုအာဇာနီပုဂ္ဂိုလ်ဆိုတာတဲ့ဒုံလဘောပုရိသာစင်ညောအဲ့ဒီလိုအာဇာနီမျိုးဆိုတာရှားခဲ့တယ်ပေါ်ပေါက်ခဲ့တယ်တန်ပေါင်း9000လောက်ရှိတဲ့လူထဲမှာခုလိုထူးချွန်ထက်မြက်တဲ့အာဇာနီပေါ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးလေတမန်သူမတူသူနဲ့ငါနဲ့မတိမ်မယိမ့်တွေတော့ပေါ်တာပေါ့အလုံးနဲ့ထူးချွန်ထက်မြက်ပြီးတော့အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်မျိုးဆိုတဲ့ဒီအာဇာနီမျိုးကြတော့ဒုံလဘောရဖို့တွေးဖို့မတ္တမခဲရင်လည်းပေါ်ပေါက်ဖို့ခဲရင်နာတောတပ္ပထသာယတိနိုင်ငံတိုင်းမှာလည်းအဲ့ဒါလိုအာဇာနည်ပုဂ္ဂိုလ်ဆိုတာပေါ်တာမဟုတ်ဘူးတဲ့တနိုင်ငံမှာလည်းပဲမြို့တိုင်းရွာတိုင်းဒေသတိုင်းမှာပေါ်တာမဟုတ်ဘူးတဲ့အမှန်တန်ရှားရှားပါပါအာဇာနည်ပုဂ္ဂိုလ်ဆိုတာပေါ်ပေါက်ခဲ့ယထသောသာယတိဒီရောတံကုလံဒုက္ခမေရတိအဲ့ဒီအာဇာနည်ပုဂ္ဂိုလ်ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ပေါ်ပေါက်လာတဲ့ပေါ်ပေါက်ရာဖြစ်တဲ့လူမျိုးနိုင်ငံမျိုးပြကြီးပွားတိုးတက်မှုကြုံရတယ်ဒီလိုပြောနော်ကြီးပွားတိုးတက်တယ်ဒါကြောင့်ဘုန်းကြီးတို့တွေတမန်လူသားတွေထဲမှာကိုယ့်ကိုအာဇာနည်ဖြစ်အောင်ကြိုးစားကြဖို့လိုတယ်ပေါ့နော်အာဇာနည်ဖြစ်အောင်ကြိုးစားရမယ်အသိဉာဏ်တွေစီးပူးရမယ်မှန်ကန်တဲ့အတွေးခေါ်တွေတွေးတတ်ဘာသာရေးပဲထူးချွန်အောင်လူမှုရေးပဲထူးချွန်အောင်နိုင်ငံတာဝန်ကိုထူးထူးချွန်ချွန်ဆောင်ရွက်နိုင်အောင်လို့မှန်ကန်တဲ့စိတ်နေသဘောထားတွေနဲ့ကြိုးစားမယ်အမျိုးဘာသာသာသနာအတွက်ဆောက်ရှောက်မယ်ဆိုလို့ရှိရင်ထိုက်လျောက်အာဇာနည်ပုဂ္ဂိုလ်ဖြစ်လာတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာမှာပဲအခုဒီသုတ္တံမှာမြတ်စွာဘုရားကအဲ့ဒီလိုထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တဦးနဲ့တာမန်ပုဂ္ဂိုလ်တဦးတို့ရဲ့တွေးခေါ်ယူဆပုံစိတ်ကူးကြံစီပုံဟာအမှန်တမ်းကွဲပြားခြားနာတယ်အာဇာနည်ဖြစ်အောင်ဘယ်လိုအတွေးတွေတွေးရဘယ်လိုကြံစီမှုတွေကြံစီရဒါကဘာသာတရားနဲ့ပတ်သက်ကျင့်သုံးလိုက်နိုင်ရမယ်တရားဓမ္မနဲ့ပတ်သက်လာပြီးတော့အာဇာနည်ဖြစ်ဖို့လူမှုရေးနဲ့ပတ်သက်ပြီးတော့အာဇာနည်ဖြစ်ဖို့တိုင်းကျိုးပြည်ကျိုးဆောင်တဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့အာဇာနည်ဖြစ်ဖို့သူအသီးသီးပေါ့အတွေးခေါ်အယူဆကြံစီမှုဟာဓမ္မအရေးကြီးပါတယ်ကိုယ့်ကိုပြန်ပြီးတော့စဉ်းစားကြည့်ပါငါဘာတွေတွေးတယ်နေ့စဉ်နဲ့အမျှဆိုပါတော့အခုတောင်ကုန်မြို့မှာနေထိုင်ကြတဲ့တောင်ကုန်မြို့သူမြို့သားတွေတစ်ချိန်တုန်းကဒီတောင်ကုန်မြို့ကြီးမှာမင်းတရားရွှေထီးတပင်ရွှေထီးလို့ခေါ်တယ်ဘုရင်ကြီးပေါ်ခဲ့ဘူး။သမိုင်းမှာဓမ္မထူးချွန်ထက်မြက်တဲ့ဘုရင်ကြီးပါလို့မှတ်တမ်းတင်ထားရတဲ့ပုဂ္ဂိုလ်။အဲ့ဒီတပင်ရွှေထီးကတောင်ကုန်မှာထီးနှံစိုက်ပြီးတော့ဟိုဟန်တာဝရီလို့ခေါ်တဲ့ပဲခူးမှာရှိတယ်ရွှေမော်တော်ဘုရားရင်ပြင်ကိုသွားပြီးတော့နားသွားဖောက်တယ်နော်အသွားမြဖြစ်မြတ်နာတမင်္ဂလာသူများနယ်ထဲသွားပြီးတော့လုပ်တယ်အဲ့ဒီတုန်းကဟန်တာဝရီကတနိုင်ငံကေတုပတိကတနိုင်ငံသူများနယ်ထဲကိုမပြောမဆိုနဲ့အချမ်းရံအနည်းငယ်နဲ့မြင့်တတ်နဲ့သွားပြီးတော့ရွှေမော်တော်ဘုရားပေါ်မှာသွားပြီးနားဖောက်တယ်
ဟိုဘက်ကစော်ကားတာပဲခံရင်မလဲနော်သူ့နယ်တဲ့ကျူးကျော်ဝင်ရောက်လာစော်ကားတာမခံတော့အမိဖမ်းမယ်ဆိုပြီးရွှေမော်တော်ဖရာကိုစစ်တပ်နဲ့ဝိုင်းထားလိုက်တယ်တပင်ရွှေထီးဝိုင်းမိရဲ့ဖြစ်နေတယ်ဒါပေမဲ့သူကပြောတယ်မကြောက်နဲ့နားသာပြီးအောင်ဖောက်ဘာမှမစိုးရိမ်နဲ့လို့ပြောတယ်နားလဲဖောက်ပြီးရောခတ်တီတီနဲ့ဓာကင်ပြီးမြင်းမော်တက်ပြီးတော့ရန်ထားတဲ့စစ်တပ်တွေအကုန်လုံးရှေ့ကနေဥဆောင်ပြီးတော့ရှင်းသွားတယ်ဘယ်သူမှမဖမ်းရဘူးသူ့ကိုနော်ဒါလည်းအာဇာနည်လို့ပြောရမှာပေါ့သို့တော့တတ္တိသူရတတ္တိလို့ပြောလို့ရတယ်ဒါကြောင့်အဲ့ဒါဒီတပင်ရွှေထီးကတပင်ရွှေထီးနဲ့ပတ်သက်ပြီးတော့သူ့ရဲ့လက်ယုံလို့ခေါ်ရမယ်ရောက်ဖလဲတော်တယ်ကြောထင်နောယထာဆိုနာမည်ရင်းကကြောထင်နောယထာအမှုတော်ထမ်းတာနောက်ပိုင်းကျတော့ဘုရင်နောင်မင်းတရားကြီးဆိုပြီးတော့နာမည်ချသွားတကယ်ကတော့တပင်ရွှေထီးရဲ့အမှုတမ်းပဲတပင်ရွှေထီးရဲ့နှမနဲ့လက်ဆက်ပေးထားတော့ဘုရင်ကသူ့ရဲ့နောင်တော်အရာမှာအားကိုးလို့ဘုရင်နောင်တော်ကနေနောက်ပိုင်းမှာဘုရင်နောင်လို့ဖြစ်သွားတယ်နော်ဘုရင်နောင်လို့ဖြစ်သွားတာသူကမင်းမျိုးတော့မဟုတ်ဘူးနောင်ရုပ်တိုက်ပွဲမှာအနိုင်ကျဲခဲ့တဲ့စစ်သူကြီးသူရတတ္တိရှိတဲ့သူရဲကောင်းအခုမြန်မာနိုင်ငံမှာတိုင်းပြည်ကိုတည်ထောင်ခဲ့တဲ့အချိန်မှာဘုရင်နောင်ဆိုတာဂုဏ်ပြုရတဲ့ဘုရင်တစ်ပါးဖြစ်လာတယ်ပေါ့နော်ဒီမှာဘုရင်တပင်ရွှေထီးတဲ့ကြော်တက်သွားတပင်ရွှေထီးကဘုန်းတော်အာဏာကြီးတော်လဲနောက်ပိုင်းမှာလူပေါင်းမှားသွားတယ်လူမျိုးကြားနဲ့ပေါင်းတယ်လူမျိုးကြားကလီဆယ်ပြီးတော့တိုက်တဲ့အရက်သေးစားတွေတောက်စားလာတယ်နောက်ပိုင်းကျတိုင်းရေးပြည်တွေဂရုမစိုက်တော့ဘူးပြောသလိုနေတဲ့အဆင့်ရောက်လာတဲ့အခါတိုင်းပြည်ကိုဘုရင်နောင်ကြော်ထင်တော်ထာကပဲအုပ်ချုပ်အောင်စီမံဆောင်ရွက်ပြီးနောက်ဆုံးကြတော့လှုပ်ချံခံလိုက်ရတာတပင်ရွှေထီးကလှုပ်ချံခံလိုက်ရမင်းရွှေထီးလှုပ်ချံခံလိုက်ရတဲ့အခါလှုပ်ချံတဲ့လူကဓာတ်နဲ့ခေါင်းကိုဖြတ်လိုက်တာခေါင်းကကြမ်းပေါ်ကျပြီးတော့9ရက်တိတိမျက်တောင်ခတ်နေတဲ့နော်9ရက်တိတိမျက်တောင်ခတ်တပင်ရွှေထီးခေါင်းမျက်နှာမျက်တောင်ခတ်ဒီအကြောင်းနေအစုံသိကျင်တော့မှတ်လန်းရဆိုရင်တော့ယူဖတ်ချေပေါ့ဒါတောင်ဦးနဲ့ပတ်သက်တာလေးတွေပြောပြတာအဲ့တော့ဘာပဲဖြစ်ဖြစ်အာဇာနည်ပုဂ္ဂိုလ်တွေရဲ့တွေးပုံကြံပုံစဉ်းစားပုံကတာမန်ပုဂ္ဂိုလ်တွေနဲ့မတူဘူးတဲ့ထူးချွန်ထက်မြက်အဲ့တော့ဒီကနေ့ခေတ်မှာလဲစဉ်းစားကြည့်ပေါ့တိုင်းပြည်အတွက်ငါဘာလုပ်ပေးနိုင်တယ်လဲလို့စဉ်းစားရင်ဒါအာဇာနည်ရဲ့စဉ်းစားမှုပဲနော်အာဇာနည်ပုဂ္ဂိုလ်ဆိုတာအများအတွက်ဘာလုပ်ပေးနိုင်မလဲလို့ငါဘာလုပ်ပေးရမလဲလို့တွေးလို့ရှိရင်ဒါအာဇာနည်စိတ်ဓာတ်ပဲအာဇာနည်ရဲ့အတွေးလို့ပြောအဲ့လိုမဟုတ်ဘဲနဲ့ငါအတွက်လို့စဉ်းစားရင်တော့အာဇာနည်မဟုတ်ဘူးလောကလူတွေကငါအတွက်နဲ့နေကြတာဟုတ်အာဇာနည်ဆိုတဲ့ပုဂ္ဂိုလ်တွေကငါအတွက်ကိုထည့်မစဉ်းစားဘူးတိုင်းပြည်နဲ့လူမျိုးအတွက်ငါဘာလုပ်ပေးနိုင်တယ်လဲဆိုတာကိုရှေ့တန်းတင်ပြီးတော့စဉ်းစားတယ်တောင်လူမျိုးသူမျိုးသားတွေအနေနဲ့အေးမြို့ငါဘာလုပ်ပေးနိုင်တို့ရက်ွက်ကိုဘာလုပ်ပေးနိုင်လဲဟောဒီလိုစဉ်းစားလာလို့ရှိရင်ဒါအာဇာနည်ပဲစဉ်းစားပြီးအလုပ်လုပ်မယ်ဆိုရင်အာဇာနည်ဖြစ်တယ်ပေါ့ကျမ်းစီပုံကိုကြည့်ပြီးတော့အာဇာနည်ကိုသတ်မှတ်လို့ရသွားလူမှုရေးနဲ့ပတ်သက်အများအတွက်ငါဘာလုပ်ပေးရမလဲကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းအများအတွက်ငါဘာလုပ်ပေးရပညာရေးနဲ့ပတ်သက်တာအများအတွက်ငါဘာလုပ်ပေးရမလဲအားလုံးအတွက်ဘာဖြစ်လို့လဲဆိုတော့အာဇာနည်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကအဲ့ဒါလိုရှိတာမြတ်စွာဘုရားကြည်လေဘုရားဖြစ်လာတာဟာအများအတွက်ဖြစ်လာ
ဟုဇနဟိတာယလောကမှာဖရာဖြစ်လာတယ်ဆိုတာဘဟုဇနဟိတာအများစုရဲ့အကျိုးစီးပွားအများစုအခြေအနေကောင်းဖို့အတွက်ဒုတိယအတွက်မဟုတ်ဘူးအများအတွက်ဘဟုဇနဒုက္ခယအများချမ်းသာဖို့အတွက်အထာယဟိတာယဒုက္ခယဒေဝမနုဿာလူတွေမကဘူးနတ်တွေအပါအဝင်ကောင်းကျိုးချမ်းသာတွေကျိုးစီးပွားတွေဖြစ်ထွန်းမှုဒီအတွက်လောကမှာဘုရားဆိုပွင့်လာမှန်ကန်တဲ့တရားတွေကိုဟောပြီးတော့မှန်ကန်တဲ့အဆုံးအမတွေကိုပေးခြင်းအဖြစ်မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကြတဲ့ပုဂ္ဂိုလ်တိုင်းဟာကြီးပွားတိုးတက်ကြတယ်ဒိဋ္ဌဓမ္မိကထဒီဘဝမှာကြီးပွားနိုင်တဲ့အကြောင်းတရားတွေလိုက်နာလို့ဒီဘဝမှာကြီးပွားသွားကြတံပရာယိကထတမလွန်ဘဝအတွက်ဟောထားတဲ့အဆုံးအမတွေကိုလိုက်နာပြီးတော့တမလွန်ဘဝမှာလည်းကောင်းစားကြနောက်ဆုံးမှာဘဝဆိုတာကြီးကစိတ်ပြည့်ညှင်းငွေ့စရာကောင်းလို့ဘဝဆိုတာအဆုံးသတ်ခြင်းပြီဆိုရင်နိဗ္ဗာန်လို့ခေါ်တဲ့ပရမတ္ထအမြတ်ဆုံးသောအကျိုးအထွတ်ထိပ်ဖြစ်တဲ့အကျိုးအတွက်လည်းမြတ်စွာဘုရားကမဂ္ဂင်၈ပါးကျင့်တရားကိုဟောကြားဆုံးမပေးထားအဲ့ဒီတိုင်းကျင့်ကြံကြိုးကိုအထောက်ကြလို့နိဗ္ဗာန်ကိုရရှိပြီးတော့စိတ်နှလုံးအေးချမ်းမှုတွေရသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲနော်အကျိုး၃မျိုးဒီဘဝရဲ့ကောင်းကျိုးနောက်ဘဝကောင်းကျိုးအမြတ်ဆုံးဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့အကျိုးဒီအကျိုးတရားတွေအတွက်မြတ်စွာဘုရားသွန်သင်ဆုံးမပြီးတော့ပေးတာဟာတဲ့အဲ့တော့အများအတွက်ပွင့်တာဖြစ်သောကြောင့်အများကောင်းကျိုးအတွက်လည်းဆောင်ရွက်တာဖြစ်သောကြောင့်တကယ်အာဇာနည်ပုဂ္ဂိုလ်ပဲဖြစ်တယ်အာဇာနည်ဖြစ်ခြင်းအများအကျိုးလုပ်ရမယ်လို့သူပြောတာနော်အတိုင်းအတာတစ်ခုရအာဇာနည်ဖြစ်ရကိုကျိုးကြီးမကြည့်နဲ့မိသားစုထဲမှာနေလို့ရှင်လေမိသားစုတစ်စုလုံးရဲ့အကျိုးအကျဉ်းဆုံးကတော့အဲ့ဒါကိုယ့်အတွက်ကြည့်မကြည့်အမေဖေအတွက်ဖြစ်ရမယ်မိသားစုတွေအတွက်ဖြစ်ရမယ်မိတ်ဆွေသင်္ဃာအပေါင်းအသင်းတွေအတွက်ဖြစ်ရမယ်ကိုယ့်အိမ်မှာအလုပ်လုပ်ကြတဲ့အလုပ်သမားတွေအတွက်ဖြစ်ရမယ်ကိုယ်ကွယ်တဲ့ယဟန်တန်ဃာတွေအတွက်ဖြစ်ရမယ်ကိုယ်နဲ့ပတ်သက်တဲ့နတ်မြမာတွေအတွက်နတ်တွေအတွက်အကျိုးဖြစ်ထွန်းစေရမယ်ဆိုလိုတာကအားလုံးအတွက်ကောင်းကျိုးချမ်းသာတွေရအောင်ဆောင်မိမိတည်ဟူသောအကြောင်းကြောင့်ဘယ်သူမှမထိခိုက်အောင်ကောင်းကျိုးချမ်းသာတွေဖြစ်ပွားအောင်လုပ်တတ်တဲ့ပုဂ္ဂိုလ်မျိုးကိုအာဇာနည်လို့ဒီလိုသတ်မှတ်လို့ရတယ်နော်ဒါကြောင့်မို့လို့တွေးတာကိုအများအတွက်ဘာလုပ်ပေးရမလဲဆိုတဲ့အတွေးမျိုးတွေးရကိုယ့်ရဲ့ခံယူချက်ကိုကငါသည်ဘာသာသာသနာအတွက်ငါလုပ်သမျှသည်ဘာသာသာသနာမှာအကျိုးဖြစ်ထွန်းစေရကိုယ့်အတိုင်းအတာတစ်ခုရလူမျိုးအတွက်လူမျိုးတွေကောင်းကျိုးချမ်းသာရဟောဒီလိုအတွေးနဲ့တွေးပြီးတော့အလုပ်ကိုလုပ်ကြတယ်ကိုယ့်အတွက်မစင်စားဘဲနဲ့လုပ်တာဒါအာဇာနည်လို့ခေါ်တယ်နော်အာဇာနည်ပုဂ္ဂိုလ်ကအဲ့တိုင်းတရားဓမ္မနဲ့ပတ်သက်လာတဲ့အာဇာနည်ကြမဂ္ဂင်၈ပါးအကျင့်တရားကိုထူးထူးချွန်ချွန်ကျင့်လို့သူရဲ့စိတ်ကူးကြံစည်မှုတွေဘေးကလူကအကဲခတ်လို့မရလောက်အောင်တရားဓမ္မနဲ့ပတ်သက်ပြီးထူးချွန်ထက်မြက်စွာသိသွားတဲ့ပုဂ္ဂိုလ်မျိုးကိုအာဇာနည်လို့ခေါ်တယ်ရှင်းရှင်းပြောရင်တော့ယဟန္တာပေါ့နော်ယဟန္တာဖြစ်သွားရင်ဓမ္မနဲ့ပတ်သက်တဲ့အာဇာနည်ဓမ္မနဲ့ပတ်သက်တဲ့အာဇာရှင်းတော့အိန္ဒိယနိုင်ငံမှာမိဂွန်းတစ်ခုပေါ်လာဘူးတယ်ဗြဟ္မဏ်တွေရဲ့ရစ်ပူဆိုတဲ့အလုပ်နဲ့သမဏတွေရဲ့လူဘဝကရှောင်ပြီးတော့အိမ်အောင်တဲ့ဘဝကိုရှောင်ရှားပြီးတော့တရားဓမ္မကျင့်တဲ့အလုပ်အဲ့ဒီနှစ်ခုနဲ့ပတ်သက်ပြီးတော့အကျိုးသက်ရောက်မှုနဲ့အမြင်နှမျိုးဖြစ်လာအမြင်နှမျိုးဖြစ်လာဗြဟ္မဏ်တွေကပြောတယ်ဘ
ုန်းကြီးဝတ်ပြီးတော့တရားကျင့်တာဟာတကူကောင်းပဲနော်တကူကောင်းဆန်တယ်အခုလည်းပဲအဲ့ဒါလို့မြင်တဲ့ပုဂ္ဂိုလ်ရှိကောင်းရှိနော်ရှိကောင်းရှိဘုန်းကြီးဝတ်တာတကူကောင်းဆန်တယ်မိသားစုတာဝန်မယူခြင်းလို့ဘုန်းကြီးဝတ်တယ်အိမ်လှုပ်ရှားမှာပြင်းလို့ဘုန်းကြီးဝတ်တယ်ဒီလိုထင်ပြီးတော့ဒီစကားမျိုးပြောလာယမနာတွေကရစ်ပူဇော်တဲ့အခါဒါအများရဲ့ကောင်းကျိုးလို့သူတို့ကယူဆတယ်ဗြဟ္မာကြီးကိုကိုးကွယ်လို့ဗြဟ္မာကြီးကိုပူဇော်ပတ်သက်ပေးခြင်းဟာလောကလူသားတွေအတွက်ချမ်းသာဖို့အတွက်လို့အများအတွက်လို့သူတို့ကယူဆတယ်အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုရှင်းပြတော့ဘုန်းကြီးဝတ်တာတကူကောင်းမဟုတ်တဲ့အကြောင်းမြတ်စွာဘုရားရှင်းဘယ်လိုရှင်းတော့ဆိုဟုတ်တယ်လူကောင်လူလောကခွာရှောင်ပြီးတော့တရားဓမ္မကျင့်ဒါသူ့အတွက်ပြည့်စုံအောင်လုပ်တယ်တရားဓမ္မကျင့်လို့သိရှိလာတဲ့တရားဓမ္မကိုလူသားတွေသိရှိအောင်စိတ်နှလုံးပူလောင်နေတဲ့ပုဂ္ဂိုလ်တွေအေးချမ်းအောင်စိတ်ဖိစီးမှုရှိနေတဲ့ပုဂ္ဂိုလ်တွေစိတ်ဖိစီးမှုကလွတ်မြောက်လာအောင်လို့တရားဓမ္မတွေဟောတယ်သွန်သင်ဆုံးမတယ်အဲဒီလိုသွန်သင်ဆုံးမလို့စိတ်နှလုံးအေးချမ်းသွားတဲ့ပုဂ္ဂိုလ်ဟာယာထောင်မကစိတ်ဖိစီးမှုတွေဖြစ်ပေါ်နေတဲ့စိတ်ဆင်းရဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေတရားဓမ္မနာရလို့သို့မဟုတ်မြတ်စွာဘုရားအဆုံးအမအတိုင်းလိုက်နာလို့စိတ်ချမ်းသာမှုတွေရသွားတဲ့ပုဂ္ဂိုလ်တွေယာထောင်သိမ့်တောင်းမကရှိတယ်ဆိုပါစို့ပတာစာရီတို့လို့တောကကြောင့်လုံးဝယူသွတ်သွားတဲ့အဆင့်ရောက်သွားပြီးအယူပြောင်းသွားတာလေမြတ်စွာဘုရားရဲ့အဆုံးအမတရားကြောင့်တာမန်အနေနဲ့အယူပြောင်းသွားဖို့မလွယ်ဘူးပြောက်ချင်လဲခဏပြောက်ဗမာစကားရှိတယ်မဟုတ်လားအယူပြောက်တော့ခဏနှန်းဆိုတာအယူပြောက်ရင်တော့လုံးဝပြောက်တဲ့သဘောမဟုတ်ဘူးเนาะအယူပြောက်ရင်အနှမ်းတော့ကြံသေးတယ်ပတ္တစာရီကအဲ့ဒီလိုကိုမဟုတ်တော့ယူတော့ကယူပြီမဲ့လို့မြတ်စွာဘုရားတရားတော်နာလိုက်တဲ့အခါနောက်ဆုံးမှာစိတ်ဓာတ်ကြံ့ခိုင်မှုအရှိဆုံးယဟနာထေရီမာကြီးဖြစ်သွားတာသူ့အယူပြောက်တာတကယ်ကိုအယူပြောက်သွားတာเนาะနောက်ဆုံးမှာပုထုဇနောဥမတကောဆိုတဲ့ပုထုဇဉ်အယူအဆင့်တောင်မရှိတော့သူ့မှာယဟနာမဖြစ်သေးရင်တော့ပုထုဇဉ်ဖြစ်တဲ့အယူကတော့ဖြစ်နေသေးတာပေါ့เนาะဒီလိုဆိုတာတန်တတိအမှန်ကြီးတို့လိုစိတ်နှလုံးပူလောင်နေတဲ့ပုဂ္ဂိုလ်တွေလည်းမြတ်စွာဘုရားတရားနာရလိုက်တဲ့အခါမှာအေးချမ်းသွားအဲ့ဒီလိုပုဂ္ဂိုလ်တွေဟာယာထောင်သိမ့်တမကရှိတယ်ဘုရားတရားနာရလို့တန်တရားဝကလွတ်သွားတယ်ဆိုပါစို့လူမပြောနဲ့ရေထဲကဖားတရဝါလေးတောင်မြတ်စွာဘုရားရဲ့တရားသံကိုကြားအကောင်းဆုံးအကြောင်းကျိုးနားမလည်ပေမဲ့လို့တိရစ္ဆာန်တွေဟာအန္တရာယ်ရှိတဲ့အတန်လားအန္တရာယ်ကင်းတဲ့အတန်လားဆိုတာတော့သိတယ်သူတို့မြတ်စွာဘုရားတရားသံလေးကြားတဲ့အခါမှာစိတ်ကလေးကြည်နူးနေတဲ့အချိန်လေးမှာနွားเจ้าသားရဲ့လက်ချက်နဲ့တည်သွားတဲ့ဖားလေးတစ်ကောင်ဟာတာဝရိန္ဒနတ်ပြည်သွားပြီးတော့နတ်သားသွားဖြစ်တယ်လေသူ့အတွက်အကျိုးတွေရမြတ်စွာဘုရားဟောတဲ့တရားသံလေးကအကျိုးပေးလိုက်တာဗမာတွေကပြောကြတယ်လေပဋ္ဌာန်းနေရွတ်တာရှင်းတော့ကလင်းတို့သား900လှိုင်ကူကြီးထဲမှာယဟန်တွေကပဋ္ဌာန်းရွတ်တယ်တဲ့လင်းတို့သား900ကအဲ့ဒီပဋ္ဌာန်းသာကြားပြီးတော့နောက်ဆုံးမှာလူဘဝရလာပြီးတော့အဘိဓမ္မာကျမ်းကိုပထမဆုံးတတ်တဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်လို့ဆိုလိုတာကတိရစ္ဆာန်သည်ပင်လည်းကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတယ်မြတ်စွာဘုရားတရားအသိဉာဏ်မရှိပေမဲ့လို့ကောင်းကျိုးချမ်းသာအသိဉာဏ်ရှိပြီဆိုရင်တော့မပြောနဲ့တော့ဒီတဲ့အကျိုးဖြစ်တယ်ဒါကြောင့်မို့သာသနာ့ဘောင်ဝင်ရောက်ပြီးဘုန်းကြီးဝတ်တယ်ဆိုတာအများအတွက်ကောင်းကျိုးတွေအများကြီးလုပ်နိုင်တယ်လို့ဒီလိုပြောတာနော်အများအတွက်ကောင်းကျိုးတွေအများကြီးလုပ်တယ်လောကလူတွေဟာစိတ်နှလုံးပူလောင်မှုတွေနဲ့အဖြေရှာမရဘဲနဲ့ထွက်ပေါက်မရဖြစ်နေကြတာကိုတရားဓမ္မကိုနာယူပြီးတော့အဖြေတွေ့ပြီးထွက်ပေါက်ရသွားနိုင်တာဒီလိုဆိုတာ
ဒါကြောင့်မို့ထူးချွန်ထက်မြက်တဲ့အာဇာနည်ပုဂ္ဂိုလ်တွေတရားဓမ္မနဲ့ပတ်သက်တဲ့အာဇာနည်ပုဂ္ဂိုလ်တွေလူမှုရေးနဲ့ပတ်သက်တဲ့အာဇာနည်ပုဂ္ဂိုလ်တွေအမျိုးဘာသာသာသနာရေးနဲ့ပတ်သက်တဲ့အာဇာနည်ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေရဲ့အတွေးအခေါ်အကြံစီဟာတာမန်နဲ့မတူဘူးလို့ဒီလိုမှတ်သားကြရမှာဖြစ်တယ်ဟောအခုသုတ်တန်လေးတစ်ခုမှာဒါကိုထောက်ခံပြီးတော့တာရကအဖြစ်ပြเสียကောင်းတဲ့သုတ်တန်လေးတစ်ခုကတတ္ထသုတ်လို့ခေါ်တယ်အင်္ဂုတ္တရနိကေဧကာထတကနိပါဒအဲ့ဒီအင်္ဂုတ္တရနိကေဧကာထတကနိပါဒတတ္ထသုတ်ဆိုတာရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်နာတိကမြို့ဥဒ္ဒိုက်ကျောင်းမှာသရင်သုံးနေထိုင်တဲ့အချိန်မှာဘွဲ့တော်ကရှင်တတ္တလို့ခေါ်တဲ့ရဟန်းတော်တစ်ပါးဟာမြတ်စွာဘုရားစီလာရောက်စိတ်ကပ်တယ်အဲ့လိုလာရောက်စိတ်ကပ်တဲ့အချိန်မှာမြတ်စွာဘုရားဒီတရားကိုသူ့ကိုခေါ်လိုက်တာနော်ဒီတရားအဲ့တော့ဒီတရားကိုမှတ်သားပြီးတော့စိတ်ကူးချမ်းစီမှုတွေဘယ်လိုအာဇာနည်ဖြစ်တာလဲအာဇာနည်ဖြစ်ရင်လည်းဘယ်လိုစိတ်ကူးချမ်းစီမှုတွေရှိသလဲလို့ဆိုတာမှတ်သားနိုင်ယူဖို့ပေါ့နော်ဓမ္မနဲ့ပတ္တထာကိုဒီမှာတော့ဟောတယ်လူမှုရေးနဲ့ပတ္တထာမဟုတ်ဘူးစီးပွားရေးနဲ့ပတ္တထာမဟုတ်ဘူးပညာရေးနဲ့ပတ္တထာမဟုတ်ဘူးဓမ္မရေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာအဲ့တော့ဒီတတ္ထဆိုတဲ့ယဟန်ကဘု து သားတော်လို့ဆိုလို့ရှိရင်အနာရဝိတထေးကြီးရဲ့ညီသူပုတိဆိုတာရှိနော်သူပုတိဆိုတာအနာရဝိတထေးကြီးရဲ့နာမည်ကသုဒ္ဓတညီကိုနှစ်ယောက်တူကသူပုတိသုဒ္ဓတဆိုတဲ့အနာရဝိတထေးကြီးကဇေရွန်ကျောင်းကြီးကိုဆောက်လုပ်ပြီးတော့လှူတဲ့အခါမှာသူ့ရဲ့ညီဖြစ်တဲ့သူပုတိဟာသာသနာပေါင်းဝင်သွားတယ်သာသနာမှာအလွန်ထင်ရှားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူပုတိဆိုရဟန်းအဲ့ဒီမှာအနာရဝိတထေးမှာသားတွေရှိတဲ့အ내တတ္ထဆိုတာအနာရဝိတထေးရဲ့သုဒ္ဓတရဲ့သားတူပဲပေါ့ဓမ္မပဒထဲမှာကာလဆိုတဲ့သားတစ်ယောက်ရှိတယ်အခုအင်္ဂုတ္တရနိကေမှာကြည့်တဲ့အခါကျတော့တတ္ထလို့နာမည်ပေးထားတဲ့သားတစ်ယောက်လည်းရှိတယ်ယဟန်ဝတ်နေတယ်ဘုန်းကြီးဘဝနဲ့နေတယ်မြတ်စွာဘုရားစီလာတဲ့အခါဘုရားကသူ့ကိုတရားဟောတာဘုရားကိုချင်းကပ်လာတဲ့အချိန်မှာတတ္တကိုဘယ်လိုဟောရုံလို့ဆိုအာဇာနိယဇာယိတံခောတတ္တဇာယတတ္တအာဇာနိပုဂ္ဂိုလ်ရဲ့အတွေးကိုတွေးပါတဲ့မာခလုံကဇာယိတံအောက်တန်းစားလူတွေရဲ့အတွေးမျိုးမတွေးပါနဲ့ဒီစကားလေးကစအာဇာနိပုဂ္ဂိုလ်ရဲ့အတွေးကိုတွေးတဲ့လူညက်နေရဲ့အတွေးမျိုးမတွေးနဲ့ဟုတ်လားမြတ်စွာဘုရားသူ့ကိုဆုံးမတဲ့ဩဝါဒလေးတစ်ခုပဲအာဇာနိပုဂ္ဂိုလ်အတွေးကိုတွေးရမယ်လူညံ့ရဲ့အတွေးကိုမတွေးရဘူးအဲ့ဒီမဲ့မြင်းတစ်ကောင်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဥပမာပေးတာမြင်းနေတဲ့မှာလည်းပဲသူများတဲ့ပို့ပြီးတော့ထူးချွန်ထက်မြက်တဲ့မြင်းတွေအရှင်သခင်ရဲ့စိတ်ဓာတ်ကိုသိပြီးတော့ရွရွချွန်ချွန်ဆောင်စွမ်းနိုင်တဲ့မြင်းတွေဆိုတာရှိတယ်လောကမှာနားလည်းပါလည်းရှိတယ်မြင်းတွေအဲ့ဒီမြင်းမျိုးကိုအာဇာနည်မြင်းလို့ခေါ်တာပဲနားလည်းတယ်အာဇာနည်မြင်းခလုံကလို့ဆိုတာမြင်းချမ်းမြင်းရုပ်လူကိုကြိုက်တယ်ကံတယ်ဆိုတဲ့အကျိုးမပြုဘူးဆိုတဲ့မြင်းမျိုးတွေလည်းရှိတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကအာဇာနည်မြင်းနဲ့မြင်းချမ်းမြင်းရုပ်နှစ်ခုဥပမာပေးပြီးတော့မြတ်စွာဘုရားရှင်တတ္တကိုအာဇာနည်အတွေးတွေးဖို့ဟောကြားတာ
တရားဓမ္မနဲ့ပတ်သက်ပြီးတော့အာဇာနည်တွေးရမယ်တဲ့မြင်းချမ်းမြင်းယုတ်ကဘယ်လိုတွေးတော့ဆိုစကွက်မှာအစာကျွေးမလို့စကွက်မှာခြိထားပြီဆိုလို့ရှိရင်ဘာတွေတွေးတယ်ဆိုအစာပဲတွေးတယ်တပြင်းဘာမှမတွေးသူစားကျင်တာပဲတွေးတယ်နော်အစာပဲတွေးတယ်ကိုစားဖို့ကိုရဖို့ကိုကောင်းစားဖို့ဒီလိုတွေးမျိုးလို့အစာတစ်ခုတည်းပဲတွေးတယ်သူမတွေးတာကဘာလဲလို့ဆိုအေးဒီအစာစားပြီးမြင်းတွေကိုတတ်တင်တဲ့ဆရာကငါ့ကိုတင်လိုက်မယ်တင်ရင်ငါဘာတွေတုံ့ပြန်လိုက်နိုင်ရမလဲဆိုတာ तू လုံးဝမစဉ်းစားစားဖို့ဘိုက်ဝဖို့ဒါပဲစဉ်းစားတယ်နော်ဘာလုပ်ပေးရမလဲဆိုတာမစဉ်းစားဘူးတဲ့မြင်းချမ်းနေရအဲ့ဒါလိုပဲစဉ်းစားတယ်အစာပဲစဉ်းစားတယ်လှုပ်ဖို့လုံးဝစိတ်ကူးမရှိမတွေးဘူးမကြံဘူးအဲ့ဒါလိုပဲတဲ့အာဇာနည်မဟုတ်တဲ့ပါမန်ပုဂ္ဂိုလ်တွေညံ့ဖျင်းတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲကိုယ်အရေးကိုသာတွေးပြီးတော့ဓမ္မနဲ့ပတ်သက်ပြီးတော့မျက်ွယ်ပြုပြီးတော့နေကြတယ်တဲ့ဟောအာဇာနည်ဖြစ်ဖို့ဘယ်လိုတွေးရအာဇာနည်မဟုတ်ရင်ဘယ်လိုတွေးတယ်ဆိုတာမြတ်စွာဘုရားရှင်းပြတရားဓမ္မနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်းပြတယ်အာဇာနည်မဟုတ်တဲ့ပုဂ္ဂိုလ်တွေဟာတဲ့သူတို့ရဲ့စိတ်မှာကာမရာဂလို့ဆိုတဲ့တဏှာလောဘတွေလွှမ်းမိုးပြီးတော့တဏှာလောဘတွေနောက်အလိုလိုက်ပြီးအဲ့ဒီလောဘတွေလွှမ်းမိုးထားတဲ့စိတ်နဲ့ပဲနေတယ်ကာမရာဂကိုအတွင်းထားပြီးတော့တွေးเสียရှိနေကိုခံစားဖို့ကိုယ့်အတွက်ဒါကိုပဲစဉ်းစားတယ်တဲ့အဲ့ဒီကာမရာဂလို့ဆိုတဲ့တဏှာလောဘရဲ့ထွက်ပေါက်ကိုလည်းမသိဘူးဒီအတွေးပဲတွေးနေတယ်လောဘနဲ့ပတ်သက်တဲ့အတွေးတွေကြီးပဲတွေးနေတယ်ကာမဆိုတာမျက်စိနဲ့မြင်ပြီးလိုချင်စရာနားနဲ့ကြားပြီးလိုချင်စရာနှာခေါင်းထဲကအနံ့ရပြီးလိုချင်စရာလျှာနဲ့လျက်ပြီးလိုချင်စရာခန္ဓာကိုယ်နဲ့ထိတွေ့ပြီးလိုချင်စရာဆိုတဲ့အဲ့ဒီလိုချင်စရာအာယုန်တွေနဲ့ပတ်သက်ပြီးတော့တွေးနေတယ်ခံစားဖို့ပဲတွေးတယ်လေဘာလုပ်မယ်ဘာစားမယ်ဘယ်သွားမယ်ပွဲသွားကြည့်မယ်ဟောကာမရာဂလွှမ်းမိုးနေတဲ့အချိန်ဒါပဲတွေးတယ်တဲ့ဟောနောက်တစ်ခုကဗျာပါဒပရိယုဋ္ဌိတစိတ်အလိုမကျတဲ့စိတ်တွေလွှမ်းမိုးနေတဲ့အခါမှာအလိုမကျတဲ့စိတ်နဲ့ပဲတွေးနေတယ်အလိုမကျတာရဲ့ထွက်ပေါက်ဆိုတာမရှာတွေ့ဘူးတဲ့စိတ်ထဲမှာအလိုမကျလို့ဒေါသဖြစ်နေရင်အဲ့ဒီဒေါသရဲ့ထွက်ပေါက်ကိုမရှာဘူးဒီဗျာပါဒဆိုတဲ့ဒေါသတရားနဲ့ပဲတွေးเสียရှိတာတွေတွေးနေတယ်စိတ်ဆိုးတယ်စိတ်ဆိုးပြီးတစ်ဖက်သားကိုဒေါသနဲ့ပဲတွေးနေတယ်ဟောဒါဟာမြင်းချမ်းမြင်းယုတ်တို့ရဲ့အတွေးလို့အောက်တန်းကျတဲ့ပုဂ္ဂိုလ်ရဲ့အတွေးအဲ့ဒါလို့အောက်တန်းကျတဲ့အတွေးတွေကြီးပဲတွေးပြီးတော့နေတယ်တဲ့ဟောနောက်တစ်ခုကဘာတော့သူစိတ်ကိုထိနာမိတာလို့ကုသိုလ်ရေးနဲ့ပတ်သက်လာတဲ့အခါမှာစိတ်အားတွေပြော့ပြီးတော့နောက်ဆုတ်ခြင်းနဲ့စိတ်ဓာတ်ပြော့ညံ့မှုတွေကုသိုလ်ရေးနဲ့နောက်ဆုတ်ခြင်းနဲ့စိတ်ဓာတ်တွေဖြစ်ပေါ်ပြီးတော့လာတယ်ဆိုလို့ရှိရင်လေအဲ့ဒီရဲ့ထွက်ပေါက်ကိုမသိလို့ထိနာမိတာလွှမ်းမိုးတဲ့စိတ်နဲ့ပဲတွေးနေတယ်အိပ်ဖို့ပဲစဉ်းစားတယ်နော်အပြင်းထူဖို့ပဲစဉ်းစားတယ်ဆိုတော့ဒါကညံ့တဲ့ပုဂ္ဂိုလ်ရဲ့အတွေးလို့ဒီလိုပြောတာဟောနောက်တစ်ခုကဥဒ္ဓစ္စကုက္ကုစစိတ်တွေလွင့်ပြန်နေတယ်မတည်မငြိမ်ဖြစ်နေတယ်ကုက္ကုစစိတ်တွေပူးနေတယ်လုပ်ခဲ့တာအတွက်စိတ်ပူတယ်မလုပ်ခဲ့မိတာအတွက်စိတ်ပူတယ်အဲ့ဒီပူမှုတွေလွှမ်းမိုးပြီးတော့နေတဲ့အချိန်မှာထွက်ပေါက်ကိုလည်းမသိဘူးအဲ့ဒီစိတ်လေလွင့်မှုစိတ်ပူမှုနဲ့ပဲကြံတွေးပြီးတော့နေတယ်နောက်တစ်ခုကဝိသိကိစ္စ
ဖရာတရားတန်ခါအပေါ်ပဲဖြစ်စေမိမိကျင့်ကြံကြိုးကုပ်အားထုတ်နေတဲ့တရားဓမ္မအပေါ်မှာပဲဖြစ်စေတန်တရားနဲ့တန်တရားလွှမ်းမိုးနေတဲ့စိတ်တွေဖြစ်နေတဲ့အချိန်မှာအဲ့ဒီတန်တရားကိုပဲအခြေခံပြီးတော့တွေးကြံပြီးတော့နေတယ်တဲ့ထွက်ပေါက်ကိုမသိဘူးအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ဟာဒီအတွေးတွေနဲ့တွေးနေတဲ့ပုဂ္ဂိုလ်ဟာမြင်းရုပ်ကတွေးတယ်လို့ပဲလူညံ့ကဒီအတွေးမျိုးကိုပဲတွေးတယ်တဲ့ဟောနောက်တစ်ခုကအဆင့်မြင့်သွားအောင်သူကတရားဓမ္မအားထုတ်လို့အောင်မြင်သွားတယ်ပထဝီအာဘောတေဇောဝါယောမြေကြီးကတိုင်ရေကတိုင်နော်မိကတိုင်လေကတိုင်ဆိုတာလို့ကတိုင်တွေရှုပြီးတော့ဇန်တွေရသွားတယ်အဲ့ဒီရသွားတဲ့ဇန်ပေါ်မှာလည်းပဲနော်ငါဟာဆိုတဲ့မှားရွံ့တဲ့အတွေးတွေနဲ့တွေးတယ်မာမာနတွေနဲ့တွေးတယ်ဒါကြတော့တရားရပြီမဲ့လို့အဆင့်မြင့်တဲ့အတွေးမဟုတ်ဘဲနဲ့မာနအတွေးဒိဋ္ဌိအတွေးတဏှာအတွေးတွေနဲ့တွေးလာတယ်ရထားတဲ့ဇန်တရားတွေပေါ်မှာဒီလိုတွေးလာနောက်အရူပဇန်လို့ခေါ်တယ်ရူပဇန်တွေကိုကျော်လွန်သွားတဲ့အခါမှာတပ္ပထကျင့်စဉ်တစ်ခုကိုကျင့်လို့ပေါက်ပေါက်ရောက်ရောက်အထက်ထီအောင်ရောက်သွားတယ်အရူပဇန်၄ခုအဲ့ဒီအရူပဇန်၄ခုကိုတွေးတဲ့အခါမှာလည်းပဲငါဆိုတဲ့အတွေးနဲ့ပဲတွေးတယ်ငါဟာဆိုတဲ့အတွေးနဲ့ပဲတွေးတယ်တဲ့ဒီလောကအရေးကိုတွေးတဲ့အခါမှာလည်းပဲငါနဲ့ရှေ့တန်းတင်ပြီးတော့တွေးတယ်နောက်လောကအကြောင်းတွေးတဲ့အခါမှာလည်းငါဟာငါဆိုတဲ့အတွေးနဲ့ပဲရှေ့တန်းတင်ပြီးတော့တွေးတယ်မျက်စိကမြင်သမျှနားကကြားသမျှနှာခေါင်းလျှာကိုယ်တို့နဲ့ထိသမျှစိတ်ထဲမှာစိတ်ကူးကြံစီသမျှအာယုန်တွေနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲတဏမာနဒိဋ္ဌိဆိုတဲ့အတွေးတွေနဲ့ပဲတွေးတယ်ဒီလေတဏမာနဒိဋ္ဌိဆိုတာတဏအတွေးကဧတံမမဒါငါဟာလို့ဆိုတဲ့အတွေးတွေးတယ်မာနအတွေးကြတော့ဧသောဟမတမိဒါငါပဲဆိုတဲ့အတွေးကိုတွေးတယ်ဒိဋ္ဌိအတွေးကြတော့ဧသောမိအတ္တဒါငါရဲ့အတ္တပဲလို့တွေးတာဟောဒီအတွေးတွေနဲ့ပဲတွေးပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေဟာတာမန်ပုဂ္ဂိုလ်တွေလူညံ့နေပဲဖြစ်တယ်ဒါလူညံ့နေရဲ့အတွေးပဲလို့ရသော်ဗျာဒီလိုဟောတယ်အာဇာနည်မြင်းနှကောင်ကြတော့စခွက်မှာခြိလိုက်တာနဲ့တပြိုင်နက်စားစရာအစာနဲ့ပတ်သက်ပြီးသူမတွေးဘူးမစင်စားဘူးစားချိန်တန်စားတော့စားမှာပဲအစာနဲ့ပတ်သက်ပြီးသူကမတွေးဘူးသူ့ကိုခြိလိုက်ပြီးတော့အစာကျွေးလိုက်တာနဲ့တပြိုင်နက်သူကဘာသွားစဉ်းစားတော့ဆိုဒီနေ့မြင်းဆရာကငါ့ကိုသင်လိုက်ပဲရိုက်နှက်ပြီးတော့လှုပ်ခိုင်းလိုက်မယ်လှုပ်ခိုင်းတဲ့အခါငါဘာတွေလုပ်ရမလဲဟောငါဘာတွေလုပ်ရမလဲအလုတ်ပဲစဉ်းစားတယ်သူကအစာကိုဘေးဖယ်ထားတယ်အစာကိုဖြောင်းရောက်မစားဘူးအလုတ်ကိုစဉ်းစားတယ်အာဇာနည်မြင်းရဲ့အတွေ့နောက်သူကစဉ်းစားတယ်မြင်းဆရာဆိုတာဒီတိုင်းသင်တာမဟုတ်ဘူးလက်ထက်မှာကြာဖို့ကလေးပါတယ်တရှုပ်ရှုပ်ရိုက်ပြီးတော့သင်တာလေအဲ့ဒီကြာဖို့ကလေးကိုသူကသူ့ဖို့မှာကြောက်เสียလန့်เสียအနှောင်အဖွဲကျွေးဆက်ရတဲ့အရာလို့လူတွေဟာကျွေးဆိုရင်လန့်တယ်အဲ့ဒီလန့်เสียကျွေးလို့ပဲလန့်เสียနှောင်ကြိုးလို့ပဲလန့်เสียအရှုံးလို့ပဲစိတ်ထဲမှာထားတယ်ကြာဖို့လာမှာကိုသူကကြောက်တယ်ဒါကြောင့်မို့လို့သူဘာကြိုးစားမလဲဆိုတာကိုအလုတ်လုပ်ဖို့ပဲစဉ်းစားတယ်ဒါအာဇာနည်မြင်းကအဲ့လိုစဉ်းစားအဲ့ဒီအာဇာနည်မြင်းစဉ်းစားတယ်လို့ပဲတဲ့ယောက်ျားအာဇာနည်လို့ပြောတဲ့ပုဂ္ဂိုလ်တွေလူလောကမှာအာဇာနည်ပုဂ္ဂိုလ်ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒီတိုင်းပဲကာမဂုဏ်အာယုန်စိတ်တွေသူ့မှာလွှမ်းမိုးနေပြီမဲ့လို့လွှမ်းမိုးနေတဲ့ကာမဂုဏ်အာယုန်စိတ်တွေဖယ်ရှားပြီးတော့ကာမဂုဏ်အာယုန်ကာမရာဂအတွေးနဲ့ဘယ်တော့မှမတွေးဘူးတဲ့တွေးမိရင်လည်းတွန်းလှန်ဖယ်ရှားပြစ်လိုက်တယ်ဒီတွေးတွေမတွေးဘူးဗျာပါဒဆိုတဲ့အမုန်းတရားတွေဖြစ်လာလို့ရှင်လေမိမိစိတ်ထဲမှာအမုန်းတရားဆိုတာဘာနဲ့ရှင်းရ
အမုန်းတရားကိုမေတ္တာနဲ့ပဲရှင်းရမေတ္တာနဲ့အစားထိုးပြီးတော့ဖယ်ရှားလိုက်တယ်အမုန်းတရားနဲ့မတွေးဘူးတဲ့ဌိနမိဋ္ဌကုသိုလ်ရေးမှာစိတ်မပါဘူးစိတ်အားတွေရောကြလာတယ်ဆိုလို့ရှိရင်လေဌိနမိဋ္ဌဆိုတဲ့တရားရဲ့ထွက်ပေါက်ဟာဘာလဲလို့ဆိုရင်ကြိုးစားအထောက်မှုလုံလဝိရိယပဲဖြစ်တယ်လုံလဝိရိယအားတင်းပြီးတော့ဌိနမိဋ္ဌကိုရှင်းပြလိုက်တယ်ဟောထွက်ပေါက်သူကသိတယ်ကြာရှည်လက်ခံပြီးတော့မထားဘူးတဲ့ဥဒိစ္စကုက္ကုစ္စစိတ်တွေလွင့်တာတွေစိတ်ပူတာတွေမရှိရအောင်တမာရီကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ပူတာတွေစိတ်လွင့်တာတွေကိုဖယ်ရှားပြစ်လိုက်တယ်ဟောထွက်ပေါက်ကိုသူကသိတယ်ဩဒိစ္စကုက္ကုစ္စနဲ့ဆက်ပြီးတော့မတွေးဘူးဝိသိကိစ္စတန်တရားတွေဖြစ်လာလို့ရှိရင်ပညာဉာဏ်နဲ့ဆင်ញင်စဉ်းစားပြီးတော့တန်တရားကိုကြာရှည်လက်မခံဘူးတွန်းလှန်ဖယ်ရှားပြီးတော့မှန်ကန်တဲ့တွေးနဲ့ထပ်တွေးတယ်ဒါကအာဇာနည်ပုဂ္ဂိုလ်လို့ခေါ်တယ်တဲ့နော်ဓမ္မနဲ့ပတ်သက်လာအဲ့တော့ကိုယ်ခံစားဖို့တွေးနေတယ်မုန်းတီးဖို့တွေးတယ်ဆိုရင်အာဇာနည်မဟုတ်ဘူးခံစားဖို့မတွေးဘူးမုန်းတီးတဲ့အတွေးနဲ့မတွေးဘူးဝီရိယကင်းမဲ့တဲ့အပြင်းထူတဲ့အတွေးနဲ့မတွေးဘူးစိတ်လေလွင့်နေတာတွေနဲ့မတွေးဘူးတမာရိယအောင်ကြိုးစားတယ်တန်တရားတွေနဲ့စခန်းမသွားဘူးအသိပညာနဲ့စခန်းသွားတယ်ဟောဒါအာဇာနည်ပုဂ္ဂိုလ်တွေဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ဆိုင်ရာအဖြေတွေဆိုတာရှိတယ်ကာမဂုဏ်အာယုန်စိတ်တွေကာမရာဂပေါ်လာလို့ရှိရင်ကာမရာဂလို့ဆိုခံစားခြင်းနဲ့စိတ်ကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးခံစားခြင်းနဲ့စိတ်လူတဦးနဲ့တဦးတတ်မှတ်တဲ့စိတ်ပစ္စည်းဥစ္စာနဲ့ပတ်သက်လာတဲ့အခါမှာလူချင်းတတ်မှတ်တဲ့စိတ်ဟောတက်ရှိပဲဖြစ်ဖြစ်တတ်မဲ့ပဲဖြစ်ဖြစ်လက်ခံမထားဘူးအာဇာနည်ပုဂ္ဂိုလ်တွေကတခါတော့ကရှင်အာနန္ဒာမထေရဆုံးခံသွားတော့နောက်ကဘယ်သူပါလာတော့ဆိုရှင်ဝင်ဂီတဆိုတဲ့ယဟန်ငယ်တစ်ပါးပါလာရှင်ဝင်ဂီတဆိုတဲ့ကိုတော့သင်္ကန်းဝတ်လာတာသိပ်မကြသေးဘူးမြို့ရဲရွာရဲသွားတဲ့အခါမှာမျက်စိအိန္ဒြေမထိန်သိမ့်တော့အမျိုးသမီးငယ်လေးတွေမြင်ထမရဲ့အခုခေတ်ကိုရီးယားပုံစံဝတ်ထားတာလေအဲ့ဒါတို့မြင်တဲ့အခါမှာသာသနာပေါင်းမပျော်တဲ့စိတ်တွေဖြစ်လာတယ်မပျော်တဲ့စိတ်ဖြစ်တော့သူကဖွင့်ပြောတယ်ရှင်အနန္ဒာကရှေ့ကသွားနေတာရှင်ဝေဂိတကနောက်ကနေပြီးတော့ကာမရာဂေနတရှာမိစိတ်တံမေပရိတရှတိအရှင်ဘုရားတဲ့တပည့်တော်စိတ်မှာတပည့်တော်စိတ်ကိုကာမဂုဏ်အာယုန်တွေကနေလောင်းနေပါတယ်တဲ့တပည့်တော်စိတ်ကိုကာမရာဂလောင်းနေပါတယ်တာဓုနိဗ္ဗာပနံဗျူဟိငြိမ်းစေးလေးနဲ့တပည့်တော်အဲ့ဒီစိတ်တွေငြိမ်သွားအောင်တရားဟောပေးပါလို့အနုကမ္ပါယခောရမရှင်အနန္ဒာလည်းခောရမအနွယ်ဖြစ်လို့ခောရမလို့ခေါ်လိုက်တာတပည့်တော်ကိုတနာတဲ့အနေနဲ့ကာမဂုဏ်အာယုန်စိတ်တွေကငြိမ်သွားအောင်တရားဟောပေးပါလို့ဆုံးခံသွားရင်နောက်ကနေလျှောက်တာနော်အဲ့တော့ရှင်အနန္ဒာကအဖြေပေးလိုက်တယ်လေတင်ညာယဝိပရိယေတာစိတ်တံတေပရိတရှတိငါရှင်နဲ့မင်းဟာအမှတ်သားမင်းလွဲနေတယ်တဲ့အမှတ်တင်ညာဖောက်ပြန်နေတယ်မင်းကလှတယ်သွားထင်တာကိုတဲ့လှတယ်လို့မထင်နဲ့တဲ့ယွန်စရာလို့တွေ့ရမယ်လှတယ်လို့သွားထင်လို့ရှိရင်ကာမရာဂဖြစ်မှာပေါ့နော်လှတယ်လို့ထင်နေလို့စိတ်မှာကာမရာဂဝင်လာတာတဲ့အဲ့ဒါကြောင့်မို့လို့တင်ညာယဝိပရိယေတာအမှတ်တင်ညာလွဲမှားနေလို့စိတ်တန်တေပရိတရှတိမင်းစိတ်ဟာကာမရာဂကနေလောင်နာဖြစ်တယ်အဲ့ဒါကြောင့်မို့ဒီကာမရာဂပူလောင်မှုကလွတ်အောင်ဘာလို့အတုပါယစိတ်တံဘာဝေဟိမာနာနုတ္တယမောဇဟာမလှဘူးယွန်စရာကောင်းတယ်ဆိုတာတွေးကြည့်ဒီလိုဆိုလို့ရတယ်နော်အပေါ်ရန်လေးချိနေမယ်ဆိုလှတယ်ထင်မှာပေါ့ယွန်စရာကောင်းတယ်ဆိုတာအတွင်းသားတွေကိုကြည့်လိုက်ယွန်စရာကောင်းတယ်ဆိုတာသိ
မနဲ့အိယာထားတဲ့လူတွေတွိုင်းလက်ထဲသွားညနာသိရတယ်နော်သွားတိုက်ရကဲမတိုက်ဖဲနဲ့တလလောက်နေကြည့်ပါလားရေမချိုးမိုးမချိုးခေါင်းမဖီးပဲနဲ့တလလောက်နေကြည့်ပါလားကိုယ်နှာခေါင်းတော်ကိုပိတ်ထားရလေဒီတိချာချာဆင်ញင်စဉ်းစားကြည့်မျက်စိကထွက်လာတဲ့မျက်ရည်မျက်ချီသိမ့်ထားစရာမရှိဘူးနှာခေါင်းကထွက်တဲ့နှက်ရည်နှက်ချီနားကထွက်တဲ့နှဖာချီပါးစပ်ကထွက်တဲ့တတွေးခန္ဓာကိုယ်ကကျန်တာတွေတွေးကြည့်လေရောနော်ဘယ်ကထွက်တာပဲဖြစ်ဖြစ်အိမ်မှာသိမ့်ထားတဲ့လူရှိရလားအဲ့တော့သိမ့်ထားတဲ့လူမရှိဘူးဆိုကြတဲ့ခန္ဓာကိုယ်တွေကထွက်လာတာအကောင်းမှမထွက်ပဲနဲ့ပလဲလုံးရွယ်လုံးထွက်ရင်တော့သိမ့်ထားပြီးတော့ရောင်းစားကြမှာပါနော်အဲ့တော့အကောင်းမှမထွက်တာအဲ့ဒီဟာတွေကိုစဉ်းစားလိုက်တာနဲ့တပြိုင်နက်လှတယ်ဆိုတဲ့နှစ်သက်စရာကောင်းတယ်ဆိုတဲ့အတွေ့ပျောက်သွားမှာပါမာနာနုတယမောဇ္ဇဟအထင်နေနဲ့မတွက်နဲ့တဲ့မာနကိုဖယ်လိုက်အထင်နေဟာမှားနေတယ်အဲ့လိုဆုံးမဩဝါဒပေးအဲ့တော့အာဇာနည်ပုဂ္ဂိုလ်တွေဆိုတာကာမရာဂအတွေ့အထိနဲ့ဘယ်တော့မှမတွေ့ဘူးဗျာပါဒအတွေ့နဲ့မတွေ့ဘူးထိနမိတ်တာဆိုတဲ့ပြင်းကြီးတဲ့အတွေ့တွေနဲ့ဘယ်တော့မှမတွေ့ဘူးဩဒိစ္စကုက္ကုဆလို့ဆိုတဲ့စိတ်လွင့်နေတယ်တမာတိအားနည်းနေတယ်စိတ်တွေပူပန်နေတယ်ဆိုတဲ့အတွေ့တွေမတွေ့ဘူးတဲ့ထွက်ပေါက်နဲ့ရှာပြီးတော့ဒါတွေကိုဖယ်ရှားပြီးတော့ပြစ်တယ်လို့အဲ့ဒါလို့တွေးနိုင်မှဒီအတွေးမျိုးတွေးတာဟာတကယ်ကိုထူးချွန်ထက်မြက်တဲ့အာဇာနည်ပုဂ္ဂိုလ်တွေတွေးခြင်းဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်အဲ့တော့ကိုယ့်ကိုယ်အာဇာနည်ပုဂ္ဂိုလ်ဖြစ်ဖို့ရတဲ့လောဘအဖြစ်မခံနဲ့ဒေါသအဖြစ်မခံနဲ့ကြံတဲ့စိတ်ရဲ့အညစ်အကြေးဖြစ်တဲ့ဌိနမိတ်တဩဒိစ္စကုက္ကုဆဝိသိကိစ္စဆိုတဲ့ဒီနိဝရဏတရားတွေကိုယ်စိတ်ထဲမှာမဖြစ်အောင်တွန်းလှန်ပြီးတော့မှန်ကန်တဲ့အတွေးတွေနဲ့တွေးနိုင်မှအာဇာနည်ဆိုတဲ့စရင်းနဲ့ဝင်မှာတဲ့ကြည့်နောက်ပိုင်းနဲ့ပတ်သက်ပြီးဟောတာပထဝီကိုလည်းဝိပဿနာဉာဏ်နဲ့ရှုတဲ့အခါမှာပထဝီဆိုတဲ့ပထဝီဓာတ်ရဲ့သဘောကိုလည်းပဲထင်ထင်ရှားရှားသိတယ်အာဘောဓာတ်ရဲ့သဘောကိုလည်းထင်ထင်ရှားရှားသိတယ်တေဇောဓာတ်ရဲ့သဘောကိုလည်းထင်ထင်ရှားရှားသိတယ်ဝါယောဓာတ်ရဲ့သဘောကိုလည်းထင်ထင်ရှားရှားသိတယ်ကိုယ်ခန္ဓာကိုယ်ကြီးကိုစဉ်းစားကြည့်နော်ကိုယ်ခန္ဓာကိုယ်ကြီးကိုတပုံစီပုံကြည့်ပါလား၄ပုံပုံကြည့်လိုက်မအတုံးလေးတွေကိုတပုံထားသဘင်တို့ဘာတို့အစမအတုံးအခဲလေးတွေဖြစ်နေတာအဲ့ဒါပထဝီလို့ခေါ်တယ်တပုံအဲ့ဒီပထဝီတွေကိုစုစည်းပေးထားတဲ့အရေးသဘောသို့မဟုတ်ယူစည်းနေတဲ့အရေးတွေမျက်ရည်တို့နာရည်တို့ဆိုတာလေးပေါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အရေးတွေအာဘောအတစ်ခုပူတယ်အေးတယ်ဆိုတဲ့ခန္ဓာကိုယ်မှာရှိတဲ့အငွေ့တေဇောလှုပ်ရှားတွန်းကန်မှုတွေဖြစ်နေတယ်ဆိုတဲ့ဝါယောဓာတ်ကြီး၄ပါးနဲ့တွက်ကြည့်လိုက်လို့ရှိရင်တွေ့ရတဏ္ဍမှာရှိနေတာဟောပထဝီရှိတယ်အာဘောရှိတယ်တေဇောရှိတယ်ဝါယောရှိတယ်ဒါပဲဒီပြင်ဘာမှမရှိဘူးဟောဒါတွေပဲရှိနေတာဆိုတဲ့သဘောကိုအလေးနဲ့ထားဆင်ញင်စဉ်းစားတာဒါတရားနှလုံးသွင်းတယ်လို့ခေါ်တယ်ဒီလိုတရားနှလုံးသွင်းတာအလကားဖြစ်လာလို့ဆိုမဖြစ်ဘူးဘာကိုပယ်တာတုံးလို့ဆိုတော့တွေ့တာမှုကိုဖယ်တာတွေ့တာမှုဆိုတာတခြားနည်းနဲ့ဖယ်လို့မရပဲနဲ့ပါရစီတမော့တောက်ယုံနဲ့မရဘူးတွေ့တာမှုကနော်ဟောတရားစိတ်တောက်မှရတွေ့တာမှုရှိနေဘာဖြစ်လဲတွေ့တာမှုရှိရင်တောကဆိုတာလာတယ်တွေ့တဲ့စီမှာတောကဆိုတာဖြစ်တာတောကဖြစ်ရင်ဘာဖြစ်လဲစိတ်နှလုံးပူလောင်တယ်အေးချမ်းမှုဆုံးရှုံးတယ်ဒီလိုဆိုတာပေါ့နော်အေးချမ်းမှုကိုရရှိခြင်းနဲ့ဆိုရင်တွေ့တာမှုဖယ်ရှားရမယ်လို့ဒီလိုပြောတာအဲ့ဒါကြောင့်ပထဝီယောတေဇောဝါယောရဲ့သဘောလေးကိုစဉ်းစားကြည့်ဓာတ်ကြီးလေးပါစုတည်နေပုံလေးကိုကဲပေါင်ပုံလေးတစ်လုံးကိုကြည့်လိုက်ပေါင်ပုံလေးတစ်လုံးကြည့်လိုက်အဲ့ဒီပေါင်ပုံလေးအတုံးအခဲလေးကိုပထဝီလို့ခေါ်တယ်အဲ့ဒီလိုအတုံးအခဲဖြစ်အောင်ဘာကစုစည်းပေးထားတော့ငကိုယ်တော့ကဂျုံမုံလေးတွေမဟုတ်လားပေါင်မုံမဖုတ်ခင်ကဂျုံမုံလေးတွေတစ်ခုစီတစ်ခုစီဂျုံမုံလေး
အဲ့ဒါကိုရေလေးတင့်တော်ရုံထည့်ပြီးတော့အလုံးလုံးလိုက်တဲ့အခါကျအတုံးခဲဖြစ်သွားတယ်လေမသိရင်မုံကိုသွားမေးချင်ပါနော်ရေနဲ့ဟောဘယ်သူကစုစည်းလိုက်တာအာဘောကစုစည်းတယ်အာဘောဆိုတာစုစည်းတာရဲ့ယူစည်းတာရဲ့နှစ်ခုပထဝီကအမာခံဟောအာဘောကစုစည်းပေးလို့ပေါမုံအတုံးခဲလေးဖြစ်တာတေဇောဆိုတဲ့မီးနဲ့ဖုတ်လိုက်တဲ့အခါမားမလာဘူးလားမားလာတယ်ဟောမာထားတဲ့ပုံတရံလေးမပြည့်ဝါယောကပုံဖော်ပေးထားတာတွန်းကန်ထားတာတဲ့ဒီပုံစံလေးဖြစ်နေအောင်ပြိုကွဲမသွားအောင်ဝါယောကနေတွန်းကန်ပေးထားတာဟောအားလုံးပေါင်းလိုက်ရင်ဓာတ်ကြီး၄ပါးပဲလေကိုယ်မျက်နှာပုံတရံကိုကြည့်ဓာတ်ကြီး၄ပါးပဲနေရွက်ကလေးပုံပေါ်နေတာလေဒီတိုင်းပဲနေရွက်ကလေးအတုံးခဲလေးဖြစ်နေတာကပထဝီဘယ်သူကဖြစ်အောင်လုပ်ထားတော့ဆိုအာဘောကစုစည်းပေးထားတာမာတောင်းတောင်းလေးဖြစ်နေအောင်တေဇောကလုပ်ပေးထားတာဒီပုံတရံလေးမပြတ်တည်ရှိနေအောင်ဘယ်သူကလုပ်တာဝါယောကလုပ်တာဟောအလုံးပေါင်းပြီးလုပ်ထားတယ်ဆိုတဲ့သဘောအဲ့ဒီလိုပထဝီအာဘောတေဇောဝါယောနဲ့ပတ်သက်ပြီးတော့လည်းပဲရှင်းရှင်းကြီးဝိပဿနာဉာဏ်နဲ့သိမြင်တဲ့အာဇာနည်ပုဂ္ဂိုလ်ဟာနောက်ကဇန်တရားတွေနဲ့ပတ်သက်ပြီးတော့လည်းပဲရှင်းရှင်းကြီးသိမြင်တယ်အကုန်လုံးသိတာတဏှာအတွေးတွေဒိဋ္ဌိအတွေးတွေမာနအတွေးတွေနဲ့မရှိဘူးဒီလောကကိုစဉ်းစားတဲ့အခါမှာလည်းတဏှာမာနဒိဋ္ဌိနဲ့မစဉ်းစားဘူးနောက်လောကစဉ်းစားတဲ့အခါမှာလည်းတဏှာမာနဒိဋ္ဌိနဲ့မစဉ်းစားဘူးနော်အလုံးစဉ်းစားမှုတွေတဏှာမာနဒိဋ္ဌိနဲ့ကင်းပြီးမြင်သမျှကြားသမျှအနံ့ရသမျှလက်ရရသမျှထိတွေ့သမျှစိတ်ကူးချမ်းစီသမျှအာယုန်တွေကိုလည်းပဲမှန်ကန်တဲ့အတွေးနဲ့ပဲတွေးတယ်တဲ့ဝိပဿနာဉာဏ်နဲ့ပဲတွေးတယ်လို့ပြောတာအဲ့ဒါအာဇာနည်လို့ပြောတာနော်အဲ့ဒါလို့တွေးလိုက်တဲ့အခါကျတော့သိအဆင့်မြင့်သွားတဲ့ယဟန္တာပုဂ္ဂိုလ်မျိုးထီအောင်ဖြစ်သွားအဲ့ဒီယဟန္တာပုဂ္ဂိုလ်မျိုးဖြစ်လာပြီဆိုလို့ရှိရင်ဒီကိုယ်တော်ဘာတွေးနေပါလိမ့်မလဲလို့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေမသိတော့ဘူးနော်သူတွေးနေတာဟာပထဝီနဲ့လည်းမဆိုင်ဘူးအာဘောနဲ့လည်းမဆိုင်ဘူးတေဇောနဲ့လည်းမဆိုင်ဘူးဝါယောနဲ့လည်းမဆိုင်ဘူးဉာဏ်နဲ့ဇန်နေနဲ့လည်းမဆိုင်ဘူးဒီလောကနဲ့လည်းမဆိုင်ဘူးနောက်လောကနဲ့လည်းမဆိုင်ဘူးမျက်စိကမြင်တယ်နားကကြားတယ်ဆိုတာတွေနဲ့လည်းမဆိုင်ဘူးနှာခေါင်းလျှာကိုယ်တွေနဲ့ထိတွေ့မှုတွေနဲ့လည်းမဆိုင်ဘူးစိတ်ကူးကြံစားတဲ့အာယုန်တွေနဲ့လည်းမဆိုင်ဘူးတဲ့အဲ့ဒါတွေကအလွတ်တွေးတော့တွေးနေတယ်တဲ့ဘာတွေးတယ်ထင်နိဗ္ဗာန်ပေါ့နိဗ္ဗာန်ကိုတွေးနေတာကြတော့ဘယ်သူမှမသိတော့ဘူးနိဗ္ဗာန်ဆိုတာပထဝီလည်းမဟုတ်ဘူးအာဘောလည်းမဟုတ်ဘူးတေဇောလည်းမဟုတ်ဘူးဟုတ်ကဲ့ဇန်တရားတွေလည်းမဟုတ်ဘူးအဲ့ဒီကအလွတ်တွေးတော့တွေးတယ်ဘာတွေးနေမှန်းလို့ဘေးကမသိဘူးမသိတဲ့အခါကျတော့အဲ့ဒါလို့ထူးချွန်ထက်မြက်တဲ့ယဟန္တာလို့ဆိုတဲ့အာဇာနည်ပုဂ္ဂိုလ်လောကမှာတကူကြီးတဲ့နတ်တွေပြမာတွေအလုံးကရှ िख ိုးကြတယ်တဲ့ဘယ်လိုရှ िख ိုးတော့ဆိုနမောတေပုရိတာစင်ညာဩအာဇာနည်ပုဂ္ဂိုလ်မြတ်ရှ िख ိုးပါတယ်အာဇာနည်ပုဂ္ဂိုလ်မြတ်ကိုလေးစားပါတယ်ရှ िख ိုးပါနမောတေပုရိတုတ်တမအဝတ္တမြင့်မြတ်တဲ့အရှင်မြတ်ကိုရှ िख ိုးပါတယ်ယတ္တတေနာဘိသာနာမယံနိတ္တယဇာယတိဘာကိုတွေးနေတယ်ဆိုတာဘေးကလူကအကဲခတ်လို့မရဘူးနိဗ္ဗာန်ကိုအာရုံပြုတယ်တွေးပြီးတော့တွေးတယ်နိဗ္ဗာန်ကိုတွေးနေတာအဲ့ဒါဟာအာဇာနည်ပုဂ္ဂိုလ်ရဲ့စိတ်ကူးကြံစည်မှုပါပဲနောက်ဆုံးစိတ်ကူးကြံစည်အာဇာနည်ဆိုတာယဟန္တာပုဂ္ဂိုလ်ရဲ့အတွေးသည်တဏမာနဒိဋ္ဌိအတွေးတွေကင်းလို့ရုံမြတ်မကပထဝီယဘောတေဇောဝါယောစတဲ့တရားတွေဇန်တရားတွေဒီလောကအရေးတွေနောင်လောကအရေးတွေဒါတွေအလုံးကင်းလွတ်တဲ့နိဗ္ဗာန်ဆိုတဲ့အာယုန်နဲ့တွေးချံပြီးတော့နေတာဖြစ်လို့ကျန်တဲ့ပုဂ္ဂိုလ်တွေမသိနိုင်ပါဘူးလို့ဒီသုတ်တံမှာမြတ်စွာဘုရားကဟောတာဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့စိတ်ကူးကြံစိတ်အာဇာနည်တကယ်အထူးကြောင့်ထက်မြက်တဲ့ပုဂ္ဂိုလ်ရဲ့အတွေးမျိုးတွေတို့တွေတွေးကြရမှာဖြစ်တယ်။မှန်ကန်တဲ့အတွေးကိုတွေးခြင်းဖြစ်လာလဲမြင့်မြတ်တဲ့ထူးချွန်တဲ့အာဇာနည်ပုဂ္ဂိုလ်ဖြစ်နိုင်တယ်။တို့တွေလည်းအာဇာနည်ဖြစ်အောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့အာဇာနည်ပုဂ္ဂိုလ်တို့ရဲ့ကြံတွေးမှုလို့ဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရအတွက်
ကြိုးစားအားထုတ်နိုင်